ကျတို့ဒီ business ကို run တဲ့အချိန် digital marketing ကအရင်လည်းအရေးပါတာလည်းဖြစ်တာပေါ့။ဒါတော့တင်စာမှတ်မိတဲ့လောက်ကတော့2လလောက်နေ9လပိုင်းမှာစပြီးတော့မှ sales rate ကတော်တော်တက်လာတယ်တိတိတတ်တာပေါ့လေ။မျောလင့်ထားတာတော့များတာပေါ့နော်။ဒါပေမဲ့အခုနလိုမျိုးဒီကိုမျောလင့်ညီမနာမည်ကတော့တင်စာအနေနဲ့ပါအခုလက်ရှိမှာဒီ unit handmade person တွေဒီလက်သေးတူလေးပေါ့နော်ဒီဆိုင်လေးတွေကိုဦးစီးပြီးတော့မှဖွင့်နေပါတယ် AM ရဲ့ဒီပေါ့နော် post တွေကိုတင်စာကဒီ Facebook မှာလည်းတွေ့တယ်နောက်ပြီးတော့သွားပြီးစုံစမ်းကြည့်တဲ့အချိန်မှာလည်းတင်စာရဲ့ဒီအမျိုးသားတွေကငယ်ချင်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ trust တစ်ခုလည်းရှိနေပြီးသားဆိုတော့ဒီလိုမျိုးပေါ့တင်စာတို့လက်တွဲဖြစ်ခဲ့တာပေါ့နော်ဟုတ်ကဲ့ပြောရမယ်ဆိုရင်ဒီစားတော့ပေါ့နော်ဒီဆိုင်စားဖွင့်တယ်ဆိုရင်ကိုကဆိုင်မဲဖွင့်လိုက်တာပဲရှိတာ marketing နဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုရင်လုံးဝဟိုအသစ်လိုမျိုးဖြစ်နေတာပေါ့လေဆိုတော့ AM နဲ့စပြီးလက်တွဲပြီးနောက်ပိုင်းမှာကိုယ့်ရဲ့ဒီ marketing strategy တွေအစပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးတွေရတယ်နောက်ပြီးတော့ပြောရမယ်ဆိုအခုခေတ်ရည်စည်းကြောင်းလိုက်ကျန်တို့ဒီ business ကို run တဲ့အချိန် digital marketing ကအရင်လည်းအရေးပါတာလည်းဖြစ်တာပေါ့လေအဲ့ဒါကြောင့်မလို့ဒီ AM နဲ့လက်တွဲပြီးနောက်ပိုင်းမှာသူတို့ရဲ့ဒီ AM ကလုပ်ပြီးတဲ့ပြောရမယ်ဆိုဒီစတဲ့ plan လေးတွေအစအပုံလေးတွေအဆုံးပေါ့နော်အကုန်လုံးကတော့ကျန်တို့တော့ကတော့အရင်အဆင်ပြေတယ်အခုချိန်ထိလည်းဒီသူတို့ရဲ့ plan လေးနဲ့ပဲသွားနေရပေါ့နော်အားရဆုံးချက်ကတော့ဒီကျန်တို့အယောင် save post တွေကို boost လုပ်တဲ့နေရာပေါ့ဟုတ်ကဲ့ဘာလဲဆိုတော့ဟိုတကယ်တော့ကိုတချို့ကြလည်းပြောတယ်ကိုလုပ်လို့ရတယ်ဒါပေမဲ့ဒီစားအနေနဲ့ကျတော့ဒီmarketing agency ကိုအပ်လိုက်တော့ပို့ပြီးအားရတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ target customer တွေကအစသူတို့ကအကုန်လုံးကိုလိုချင်တဲ့ customer တွေစီရောက်အောင်ပို့ပေးနိုင်တယ်ပေါ့လေအဲ့ဒါကြောင့်မလို့ပါwalking customer လည်းများတယ်လို့ online ကနေပြီးတော့မှလာတဲ့လူတွေလည်းများတယ်ရှင်အခုနောက်ပိုင်းဆိုရင်ဒီ wholesale ပေါ့နော် wholesale post လေးတွေ run ထားတယ်ဆိုရင်ချက်ချင်းအဲ့လိုမျိုး wholesale တွေရောက်လာတာမျိုးပေါ့ဟုတ်အဲ့လိုမျိုးရှိတယ်ဟုတ်အကျဉ်းချံပေးချင်တာရေလို့တော့မဟုတ်ဘူးပေါ့နော်နောက်ပိုင်းလဲတင်စားတို့ဒီလိုမျိုးအတူတူပေါ့ group ဖြစ်သွားမယ်အဲ့လိုမျိုးပေါ့ဒါလေးလောက်ပါပဲကျန်တာကတော့ပြောစရာအများကြီးတော့မရှိပါဘူး AM ကအစောကြီးကတည်းကတင်စားအတွက်ကျင်းတဲ့အားရစေတဲ့ဒီ agency တစ်ခုဆိုတော့ဟုတ်ကြိုက်တယ်ရှင်ဒါကတော့ကိုယ့်ရဲ့လောက honest ပေါ့နော်ဟုတ်ကိုတိုင်းလည်းအခု3နေရဆိုပြန်တစ်နှစ်ရှိတော့မယ်ကျန်တို့စိုင်စားဝင်ကြတယ်စ run နေရဆိုတော့လုံးဝကျင်းတဲ့အားရမှုရှိတယ်ရှင်နောက်လည်းဒီ agency နဲ့လက်တွဲသွားဖို့ကတော့ရှိပါတယ်ကိုကအစပိုင်းကတော့ပြောမှဆိုရင်မျောလင့်ထားတာတော့များတာပေါ့နော်ဒါပေမဲ့အခုနလိုမျိုးဒီကိုမျောလင့်တာထက်ကိုတို့ကလည်းပို့ပြီးတော့မှလုပ်ပေးနိုင်တယ်တခုခုကိုကလိုအပ်တယ်လို့ဒါလေးလိုအပ်တယ်ပြောလိုက်တာနဲ့ချက်ချင်းပေါ့နော် action ယူပေးတာမျိုးပေါ့နော်ဟုတ်ဒါမျိုးလေးလည်းရှိရကြတော့ညီမအနေနဲ့ကတော့အများကြီးစိတ်ကျေနပ်မှုရှိပါတယ်ရှင်ပြောရမယ်ဆိုရင်အဲ့ဒီတင်စားတော့တစ်လလုံးပေါ့နော်ဒီ spin wheel လဲတဲ့ campaign လေးအဲ့ဟာလေး run ခဲ့တဲ့အချိန်ပေါ့နော်တော်တော်လေးကိုသိတာတယ်တင်စားအနေနဲ့အဲ့လိုမျိုးအစထင်ခဲ့တာကြတော့ဒီ spin wheel ကလှည့်ပါမလားပေါ့ဒါတော့ကိုယ့်ရဲ့ဒီပြောမယ်ဆိုကိုယ်စိတ်နဲ့ကိုနိုင်ပြီးတော့မှလုပ်လိုက်တာပေါ့နော်ဒါမဲ့လည်း AM ရဲ့ဒီအကြံဉာဏ်ပေးတာကိုဒီကလက်ခံလိုက်တယ်လက်ခံပြီးတော့မှအဲ့ဒီလောက်spin wheel အဲ့ဒီ campaign လေးကိုလုပ်ခဲ့တယ်ပေါ့နော်လုပ်လိုက်တော့ထင်ထားတာထက်ကိုအများကြီးပေါ့လေစိတ်ဝင်စားမှုလည်းအများကြီးရှိခဲ့ကြတယ်ဟုတ်တယ်ဝင်ကြီးများရုံးပွဲမှာလည်းပါတယ်ပြီးရင်တင်စားဒီမန်လေးရန်ကုန်ဆိုင်ခွဲတွေမှာရောပေါ့နော်ဒီချစ်သူများနေထိမ်မန်နေနေပေါ့ဒါပေမဲ့ဟုတ်လားပြောသလိုဒီ AM ဘက်ကပေးတဲ့ကြံကြောင့်လည်းကပ်ပယ်ဒီတိုင်းမဟုတ်ဘဲနဲ့ဒီချစ်ချင်းမြတ်တာကိုကုစားပြုတဲ့ campaign လေးပေါ့ပြောမယ်ဆိုတင်စားတယောက်တည်းဒီအားတွေမဟုတ်ဘောနော်တင်စားရဲ့ဒီပြောမယ်ဆိုရင် team တစ်ခုလုံးပါမယ်ပြီးတော့ဒီ online ဒီ digital finance ဆိုင်နေဆိုရင်ဒီ AM ရဲ့ support တွေလည်းပါတယ်ပေါ့နော်တင်စားတယောက်တည်းနဲ့ဒီလိုမျိုးဆိုင်နေအများကြီးခွဲဖို့ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့ပြောမယ်ဆိုအဖက်ဘက်ကနေပြီးဒီလိုမျိုး team တွေအကုန်လုံးကနေပြီးတော့ support ပေးမှာပဲဒီလိုမျိုးမြန်ခွဲနိုင်တာပေါ့နော်ဒီ brand guideline อ่ะပေါ့နော်ပြောရမယ်ဆိုအရင်တော့ကိုကလုံးဝမသိခဲ့ဘူး
ဒီလိုမျိုးpage တစ်ခုထောင်မယ်ဆိုရင်ဒီလို guideline လောက်ရအောင်မသိတာမျိုးပေါ့နော်ဒါပေမဲ့ AM နဲ့လိုမျိုးပြောပြီးအချိန်မှာဒါမျိုးလေးသွားမယ်AM ဘက်ကနေဒီ plan လေးကိုပြလာအချိန်မှာအရင်သဘောကျတယ်ပြောရမယ်ဆိုကိုကလည်းအဲ့လိုမျိုးဟိုစနစ်တကျလေးသွားချင်တာဟုတ်ဆိုတော့အဲ့ဒီ brand guideline ကတော့တကယ်ကိုလိုအပ်ပါတယ်ဘယ် page မဆိုပေါ့နော်ဟုတ်ဒီ guideline ကအခုနပြောသလို page အတွက်ဒါကကျတော့တကယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ team ကိုsales အတွက်လည်း sales training လေးတွေကျွန်တော်ယူဖြစ်ခဲ့ရလည်းရှိရပေါ့ဆိုတော့ဒီ sales training ဆိုရင်လည်းကျွန်တော်အရန်သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဝန်ထမ်းတွေပေါ့နော်ဒီအယောင်းပိုင်းနဲ့ပတ်သက်တဲ့အချိန်ဘယ်လိုမျိုးသွားရမလဲဒီ brand နဲ့ဘယ်လိုကိုက်ညီအောင်သွားရမလဲဆိုတဲ့ဥစားမျိုးပေါ့လေဒီ AM ဘက်ကနေလာပြီးတော့ training လာပေးတယ်အဲ့ဒီ training ကလည်းပြောအရန်ထိရောက်တယ်ဒီဝန်ထမ်းတွေတော်တော်များများကျတော့အပြင်မှာ sales လုပ်ကောင်းလုပ်ဖို့မယ်ဒါပေမဲ့ဒီဘက်ကိုယ့်ရဲ့အခုနပြောဆိုကျွန်တော်တို့ဆိုရောင်းတယ် person တွေရောင်းတယ်ပေါ့နော်ဒီ person တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုတွေ knowledge လုပ်တင်လဲဘယ်လိုတွေရှိတင်လဲဆိုတာမျိုးဒီ AM ဘက်ကလာပြီး training လုပ်ပေးရတယ်လည်းရှိတယ်ပေါ့နော်ဆိုတော့တိကျအနေနဲ့ဒါတွေအကုန်လုံးကလိုအပ်တယ်brand တစ်ခုတည်ထောင်နေဆိုတာလည်းခုနပြောသလိုပဲရိုးရိုးရှင်းရှင်းလေးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီစားလိုအပ်တဲ့ဟာတွေအကုန်လုံးဒီ AM ဘက်ကနေပြီးလေတင်စားအနေနဲ့ support ကရခဲ့ပါတယ်ဟုတ်ဟုတ်တင်စားမရပြောရမယ်ဆိုရင်တော့လက်တွဲတဲ့လကဒီ9လပိုင်းဖြစ်မယ်ပေါ့နော်9လပိုင်းလောက်ဆိုရင်ဒါဝါရင်းလည်းဖြစ်တယ်ဒါပေမဲ့ဒီဝါရင်းဆိုတာတင်စားတို့အနေနဲ့ဒီ beauty industry မှာဝါရင်းကလည်းနည်းနည်းအေးတဲ့ကာလဒါတော့ကတင်စားမှတ်မိတဲ့လောက်ကတော့2လလောက်နေ9လပိုင်းမှာစပြီးတော့မှ sales rate ကတော်တော်တက်လာတယ်တိတိတတ်တာပေါ့လေဟုတ်အဲ့ဒီမှာမရတခုပြောရမယ်ဆိုရင်ဟိုးစေးလက်ကားတွေတောင်မှလာတယ်ဟုတ်ကဲ့ဟုတ်အဲ့လောက်ထိပေါ့လေရွေးချယ်မှုပေါ့နော်ရွေးချယ်မှုလို့ပဲပြောချင်ဘာဖြစ်လို့လဲဆိုတော့တင်စားအနေနဲ့ရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်